အမေရလိုက်လာပြီဟဲ့ထမင်းစားချင်းကြောင့်ကြော်နေပြီကိုတိုင်းကျော်ဘယ်လိုလုပ်တာတော့ဟာနင်းသားပဲဟာလို့ဟုတ်ပါလားအဲ့ဒီကြတော့မှနေရခေါင်ခေါင်ပူးနေပြီအဲ့ဒီကြတော့မှကျွန်တော်တို့ကသင်းငုတ်တူပေါ်ထိုင်ရစုံလဲကလည်းထိုင်မရှိဘူးသင်းငုတ်တူပေါ်ထိုင်ရတာလူလဲကလည်းထိုင်ပေါ်လူကလှည့်ပေးရခလေးက15ရက်လောက်ရှိသေးကျွန်တော်ခေါင်းကိုဟောလို့ကင်လိုက်ပြီးတော့အကုန်ထိုးချတာအကုန်ထိုးချပဲရှစ်တလက်မှနောက်ပြောင်ပဲကောင်းလေးရာဟုတောင်လှည့်ဟာခလေးရာဟုတောင်ပဲသိပါမလားမော့ကြည့်တော့ဒုံရာဟုတောင်တော့မသိဘူးလားဟာစပယ်ညက်တန်တောင်ကျွန်တော်တို့အနိုင်ကျင့်ခံရတာကောင်းလေးစနေတောင်လှည့်ဟာစနေတောင်စနေတောင်မသိဘူးလားမင်းမိဘများမသိဘူးလားဆိုမေးပါခိုင်းရိုက်မိဘများလည်းသုံးမကြတဲ့ဘက်ကိုရောက်ထိုးထဲတဲ့ပဲပြီးလဲပြီးရောအဲ့ဒီမှာတင်လုံးသားကြီးမှာဗျံတဲ့တင်လုံးသားကိုသေပါပြားကြီးဟာကျလဲကြက်လှပြီဘိုးတန်ကြက်လှပြီဗျအာကြက်လို့သေးမင်းတို့ပေမှာဆိုလို့လောက်ထားတာပိဿာကလည်းစစ်မြေပြင်ကကောက်လာတဲ့အတိုင်းမှာသူ့အလူလူနဲ့ဒီကနေချစ်အဲ့ဒီနှစ်ချစ်တဲ့တဲ့ရက်လေသူတွေဖြာကြအဲ့ဒီဟာကြတော့မှပေါင်နာမုံနဲ့သိပ်ပြီးကောင်းလေးမေးအိမ်ပြန်ဒီတိုင်းပြန်ကျွန်တော်တို့ဟာသရတိလသုတ္တစာကပညာဟိရိဩတ္တပသူတော်ကောင်းဥစ္စာ9ပါးရဲ့နောက်ဆုံး2ပါးဖြစ်သောမကောင်းမှု၌ရှက်ခြင်းမကောင်းမှု၌ကြောက်ခြင်းဒီတရား2ပါးနဲ့စောင့်ရှောက်နေတဲ့လူမျိုးမကောင်းမှုကိုလောကမှာမရှက်တဲ့လူတွေလည်းရှိတာပေါ့မကောင်းမှုလောကမှာမကြောက်တဲ့လူတွေလည်းရှိတာပေါ့ရှိပါစေကျွန်တော်တို့လူဖွဲ့စည်းဟာဖြင့်မကောင်းမှုကိုလုပ်ဖို့ရှက်မကောင်းမှုလုပ်ဖို့ကြောက်မြင်လာလေးကိုကြပြဖွဲ့တယ်မြင်လာလေးကိုစာဖွဲ့တယ်တဲလေးတစ်လုံးရှိတယ်မြက်တွေကလည်းရှေးလို့နောက်ကတောင်တန်းကြီးနဲ့တိန်လေးတွေကလည်းလွင့်လို့အနားမှာတစ်ပင်လေးရတယ်နှစ်ပင်တစ်ပင်လေးပုံမှာဂျိုးလေးကနှစ်ကောင်းနဲ့ကြပြဆရာကဒီလိုမြင်ကွင်းတွေ့တော့ကြပြရေးတဲ့လူမျိုးဂျိုးနှစ်ကောင်းထနှောင်းပင်ကြီးနောင်ကလွမ်းအောင်ကူချွဲပန်းတော်ပြူပင်မြက်နေစာထူလှဖိုးတောင်သူတဲပန်းတော်ပြူပေါ့ပြောတော့ဗရောပြူပေါ့ဗရောညိုးပေါ့မြက်တွေအမတန်ခြူတဲ့မြက်တွေပေါ့နွားတွေသိကြက်တဲလေးနဲ့မြက်တော်ကလေးနဲ့သစ်ပင်ကလေးနှစ်ပင်နဲ့ဂျိုးလေးနှစ်ကောင်ခံစားတယ်ကြပြဆရာကကြပြရေးတယ်တချင်းရေးဆရာကအတန်လေးထက်တချင်းလေးလှုပ်ပြီးဆိုတယ်အဲ့ဒါကျွန်တော်တို့လူမျိုးရဲ့အနုပညာချစ်တဲ့စိတ်ဂျိုးနှစ်ကောင်ထနှောင်းပင်ကြီးနောင်ကထနှောင်းပင်ကြီးနောင်မဟုတ်ပါဘူးထနှောင်းပင်ကြီးနောင်ကပင်ကြီးနောင်ဆိုနှစ်ပင်ပေါ့ဖတ်စာရဲတော့တပင်လေးကနေပြီးခိုင်းခွဲထွက်ထားတယ်ဖတ်စာများထုံးစံအမှားတွေလည်းပါသေးပင်ကြီးနောင်ဆိုနှစ်ပင်ဖြစ်ရမှာပေါ့ကျွန်းပင်မောင်နှမလို့မောင်နှမကျွန်းပင်မတူဘူးကျွန်တော်တို့လူမျိုးကဘာသာစကားမှာကျွန်းပင်မောင်နှမကျွန်းပင်မောင်နှမကျွန်းပင်ဆိုကျွန်းပင်တပင်ထဲမှာမောင်တော်ရောနှမတော်ရောနတ်နှစ်ပါးစံတယ်လို့ပြောတာကျွန်းပင်မောင်နှမဆိုတော့နှစ်ပင်ပေါ့အခုလဲဂျိုးနှစ်ကောင်ကထနှောင်းပင်မှာကူလို့ဒီဟာလေးကိုကြပြဖွဲ့တယ်အတန်ထဲတော့ခေတ္တဖြစ်ဂျိုးနှစ်ကောင်ထနှောင်းပင်ကြီးနောင်ကလွမ်းအောင်ကူချွဲပန်းတော်ပြူပင်မြက်ကနေစာထူလာဖို့တောင်သူတဲကြပြဖွဲ့တော့ကျွန်တော်တို့ရင်ထဲရောက်တာပေါ့ဒီလိုပါပဲကြပြတွေကနေတချင်းဖြစ်ကြတချင်းတွေကဝတ္ထုဖြစ်ကြကျွန်တော်တို့လူမျိုးကအမျိုးမျိုးသောခံစားမှုနဲ့နေကြတယ်စင်ကြီးမြန်ကြီးရေကြီးတိုးတောင်နေရမခံပန်းပြန်ပင်စင်မြေနှစ်ရံပဲခက်လက်စိမ့်မြမိုးမခဘူးຫນွေလတန်ပေါက်ရင့်ကျင်ငယ်ရောက်ခါမှနှင်းတောက်တဲ့ရွှင်ရွှင်ပွင့်ဖူးတွေဆင်ကြသည်ဝဆနာလင်္ကာရရွတ်ချင်းဖတ်ချင်းမှလည်းကျွမ်းကျင်နေအတန်ထဲတော့တချင်းဖြစ်တာပေါ့စင်ကြီးမြန်ကြီးရကံကိုဥတိုးကရေးခဲ့တော့ရှေ့တုန်းကတော့နန်းတွဲမှာရကံလိုရွတ်အဝေးအောင်မင်းဥအောင်ကြီးတို့ရွ
ရှေးတုန်းကတော့တမျိုးကြီးတွေပေါ့စင်ကြီးမြိုင်ကြီးရေကြီးတော်တောင်ကပါနေရမခံပေါင်းပြန်ပင်စံကပါမြေနှင်ရံပဲခဲလက်စိတ်မြမိုးမခါဘူးကပါပြင်းစရာကောင်းတာရှေးတုန်းကအဲ့လိုကြီးတွေကျွန်တော်တို့ခေတ်တန်လေးထဲတော့အခုနကျွန်တော်ရွတ်တဲ့ဝါစနာလင်္ကာရကတတ္ထာလင်္ကာရဖြစ်ရစင်ကြီးမြိုင်ကြီးရိတ်ကြီးတော်တောင်နေရောင်မခမ်းပေါင်းမြန်ပင်စမြေနှစ်ရံပဲခက်လက်စိမ့်မြမိုးမခါဘူးຫນွေလတန်ပေါက်ရင်ငိမ်ငယ်ရောက်ခါမှနှင်းတောက်တဲ့ရွှင်ရွှင်ဝင်ဖူးတွေစင်ညာအဒီပေါ့စသဖြင့်တချင်းဂီတတွေဒီဘက်ကလူငယ်တွေနားထဲမှာပလတ်ထိုးပြီးတချင်းသားထောင်တယ်အင်္ဂလိပ်လိုတော့ back to nature လို့ခေါ်တယ်တဘာဝစီကိုကလေးတွေကပြန်သွားရတယ်ဟုတ်တာပေါ့စာကနောက်မှတီထွင်တာဒီအတန်နဲ့အယုတ်ကအရင်ဆုံးပေါ်လာကလေးတွေကအယုတ်ကိုစိတ်ဝင်စားတယ်ကျွန်တော်တို့လူငယ်တွေကအတန်ကိုစိတ်ဝင်စားပြီးစာသိမ့်မဖတ်ကြတော့တဘာဝစီပြန်သွားကြတယ်ကိုရီးယားကားတွေကြိုက်ကြတယ်ဘာကိုကြိုက်တာလဲဆိုတော့ power of drama လို့ခေါ်တဲ့ဒီ drama ရဲ့အားရှိမှုအပေါင်း technology လို့ခေါ်တဲ့နည်းပညာအပေါင်း audio လို့ခေါ်တဲ့အစင်တန်းမြင့်တဲ့အသံအပေါင်း visual လို့ခေါ်တဲ့အစင်တန်းမြင့်သောအယုတ်ဒီလေးခုပေါင်းလိုက်တဲ့အခါမှာ aesthetic map လို့ခေါ်တဲ့ယတမြေပုံတစ်ချက်ထွက်လာတယ်အဲ့ဒီယတမြေပုံကိုကြိုက်တာလူတွေဟာဂီတကိုမြန်နှုတ်တယ်သဘင်ကိုမြန်နှုတ်တယ်စာပေကိုမြန်နှုတ်တယ်ဆိုပေမဲ့လည်းပဲကျွန်တော်တို့မြမဂီတသည်မြမစာပေသည်တဖြည်းဖြည်းနဲ့မိမ့်လာတယ်လို့တောင်ထင်ရတယ်သတင်းတွေကရှေ့ရောက်နေတယ်CNN effect လို့ခေါ် CNN တက်ရောက်မှုကြီးလာတယ်နေ့စဉ်နဲ့မြကမ္ဘာသတင်းစုံတော်ကြီးတွေကတက်ရောက်မှုတွေကျွန်တော်တို့ကြားနေရတယ်အနိဋ္ဌာယုံတွေကြားနေရပြီ butterfly effect လို့ခေါ်တဲ့လိပ်ပြာတက်ရောက်မှုတွေအမေရိကန်နိုင်ငံကလိပ်ပြာတကောင်အတောင်ခတ်လိုက်တာနဲ့ဟိုးအမေဇုန်တစ်တော်ကြီးတွေဝုန်းကနေပြိုကျကုန်တယ်ပညာရှင်တွေကဒီလိုတင်စားကြထားပါတော့ကျွန်တော်တို့ဟာအတိတ်ရှိတဲ့လူမျိုးသမိုင်းရှိတဲ့လူမျိုးဒါကိုတော့ဖြင့်ကျွန်တော်တို့မမေ့ဖို့လိုတယ်ကျွန်တော်တို့ရဲ့ national identity လို့ခေါ်တဲ့အမျိုးသားဇာတိဥပဒေလက္ခဏာကိုတော့ကျွန်တော်တို့အပြောက်မခံနိုင်ဘူး globalization လို့ပြောကြတယ် globalization ဆိုတဲ့စကားလုံးကိုကဘာကုံကျဲတဲ့ရွေ့လို့နောက်နမ်းမှာတော့မမြလေးကအစောကြီးကလေးကကျွန်တော်တို့ကပြောပြီးသားမြဝတီမင်းကြီးဥစ္စာကလည်းသဘူကျွန်းလုံးသိန်းကျုံပေါင်းယုံဘူမိပတ်ကုန်းရေမြေတောင်တော့ဆုံးဆဆခြုံချကြလို့သဘူကျွန်းလုံးသချင်းခန့်ကြီးနဲ့လွန်ခဲ့တဲ့နှစ်ပေါင်း200ကျော်300ကလေးကမြဝတီမင်းကြီးဥစ္စာက globalization ပြောခဲ့ပြီယွန်းစိတ်ဝတုံလာဝွန်းသောရာယုံတို့ကဘာကုံကျေတဲ့ရွေငယ်မှာပဲမိတ်လိမ့်လေလို့အနောက်နားမတော်မမြလေးကလည်းချစ်သမျှကိုပတ်ပြိုးမှာပြောခဲ့ပြီဒီနေ့ကျွန်တော်တို့ပြောတဲ့ globalization ဟာကျွန်တော်တို့အပြောစောခဲ့တာနှစ်ပေါင်းတောင်300လောက်ရှိ globalization လို့ပြောရင်ကျွန်တော်တို့နှစ်ချက်တွေ့ရတယ်လူမျိုးဒီကမ္ဘာလုံးမှာရှိတဲ့လူမျိုးများရဲ့ယဉ်ကျေးမှုအစုံသောယဉ်ကျေးမှုကိုချစ်မြတ်နိုးရေး၎င်းအစုံသောယဉ်ကျေးမှုများကိုတဦးနဲ့တဦးလေးစားရေး multiculturalism လို့ခေါ်ကြတယ်လူမျိုးစုံယဉ်ကျေးမှုကြီးကျွန်တော်တို့နိုင်ငံပေါ်ကဖြတ်သွားတာကိုကျွန်တော်တို့လေးစားရမှာမှန်ပေမဲ့ကျွန်တော်တို့နှလုံးသားတွေကအမျိုးသားဇာတိဥပဒေလက္ခဏာဖြစ်သော national identity တော့အပြောက်ခံလို့မဖြစ်နိုင်ပေဘူးဒီနေ့ညကျွန်တော်အဲ့ဒါလေးဟောမယ်ဥကျစ်ကျော်အေးမန္တလေးတဲ့အောင်ကျော်ချမ်းအေးမန္တလေးတဲ့အင်ဂျင်ကြာအောင်ရတနာဘုံရှင်းမင်းဆက်ကိုထားခဲ့အောင်ကျွန်တော်တို့ရဲ့နောက်ဆုံးမင်းနှစ်ပါးဖြစ်သောဘောရှင်မင်းတို့မင်းတရားကြီးဖះနဲ့သားတော်သီဘောမင်းလက်ထက်မှာနိုင်ငံတော်
ပြိုကွဲခဲ့တယ်1920ခုကစုံလပြည့်ကျော်6ရက်ကစုံလပြည့်ကျော်လို့သုံးတယ်လစုပ်လို့မသုံးစုပ်ဆိုတာကတော့မြန်မာတွေကမသုံးဘူးမင်္ဂလာမရှိတော့အင်မတန်ရင်ကျေးကြစုပ်ဆိုတာမသုံးကြလပြည့်ကျော်6ရက်ဒီမှာမန္တလေးရွှေမြို့တော်ကြီးတေရာနှစ်ပေါင်း150ပြည့်ခဲ့ပြီမနေ့တနေ့ကပဲမန္တလေးမှာဒီပွဲတော်ကြီးကျင်းပါတယ်ဘာလို့ကျင်းပတာလဲဘုရင်မဇက်ကထွက်တဲ့အမိန့်ကဥပဒေဖြစ်တာကိုလုံးလုံးမဟုတ်ပါဘူးဘုရင်ကချမ်းသာခြင်းတိုင်းချမ်းသာပြီးတိုင်းပြည်ကကုန်းကောက်เสียမရှိအောင်မွဲတာကိုလွန်းတာလည်းမဟုတ်ပါဘူးကျွန်တော်တို့ဘာကိုလွန်းတာလဲအတိတ်ကိုရှိတယ်အတိတ်တွေရှိတယ်လူမျိုးဖြစ်တယ်တို့ဟာဖြင့်သမိုင်းကြီးတဲ့လူမျိုးဖြစ်တယ်ဆိုတာကိုလွန်းရတယ်နေမြဝန်သာဆက်သွယ်စင်လာအာနာဝန်ဖြို့တီးစော်တက်တို့နန်းယုနရိတကုံးမတိန်ဆယ်ချင်းဧကရမြစ်တော်မန္တစက္ကရဖြစ်တော်မူသောမန္တလာဆလယရနာပုံနပထမရွှေအိမ်ရိမ့်ငိမ်ကွန်းပြောက်ဖြူဝန်းဆောက်သောပြင်စမသင်္ကာယနာတင်အထူးသောတိုင်းကြီးပြည်ကြီးချီးဆောင်မင်းများဤသခင်မြတ်စွာဘုရားအလောင်းမို့လို့ဒီလိုနိုင်ငံတော်ကြီးထူထောင်နိုင်တာပါဘုရားရှင်ကြီးဆရာကရေးရအချင်းကြီးဆရာလည်းပြင်းကြက်အောင်ရေးတာပေါ့မြေကြီးလေးပါလေရတယ်မနှဲဘူးပေါ့သူကလေဗုဒ္ဓလောင်းမှုမြို့နာတီတောင်မင်းမြနောင်ကုန်းပေါင်းနေညွန်းသွေဒီပါမြေပေါ်ကျော်နိုင်ဘုံတော်ဟုံး6ဘုံ၌ရွာလွန်ပြန်မွေလို့ဘေးတော်မြေမှာထီရသာနဲ့တန်ခိုကရွှေဖုံးတော်လီလာဝေဖျားမလဲရနရွာရည်သူအေးနရွာရည်သူအေးဒီလိုချင်းနေရေးခဲ့ကြတယ်ရေရပက္ခဝိုင်းသည်တိုင်းလေဌာနီရွှေပြည်ရွှေဘုံနာရေရင်သွဲဖျားသီလမောက်ဖြူရွာသည်မို့လို့ဖုံတကုတ်ရွှေမုံငွေမိုးရွာစင်မြူရနာစမီခူရောက်လာမင်းတို့မင်းလက်ထက်စင်မြူရနာစက်မြီခုရောက်လာရှင်မင်းများကစင်မြူများကြအမတန်ကြိုက်စင်ပြူများရရင်ဘုံတကူအာနုဘောကြည့်တဲ့တိုင်းပြည်အေးချမ်းတယ်လို့ရှင်းမင်းများကယုံကြည်ရဟန်တူပါရဲ့ဘယင်တစ်ပါးဆိုဘလောက်စိုးတယ်လဲဆိုရင်ဟိုးပန်းလောင်မြစ်ထဲကစင်ပြူအသေးတကောင်မျောလာတာ10ခိုင်းပြီးတုတ်ရောက်ပြီးတော့တုတ်တွေပါရိုက်လေးတိုင်စင်ရိုက်ပြီးစင်သေးကြီးမတ်တရခိုင်းပြီးအပေါ်တက်စီးတစည်းရှင်ကြော်စွာတဲ့ယူကြောင်မှုကြောင်နော်စင်တစည်းတဲ့ပိုင်တော့တစည်းရှင်ပေါ့များပိုင်တော့စင်ပြူများရှင်ပေါ့ဘာလို့တော့မင်းလက်ထက်ကဥပေါ်ဥကိုဖမ်းလာတဲ့စင်ကြီးပြပေါ်ဥဖះငါစင်ကြည်စမ်းကွဥပေါ်ဥကလှမ်းကြည့်တော့စင်ရစင်မဲဖြူတယ်မဟုတ်လားကွဘယင်ကကြောင်းပြီးမေးဥပေါ်ဥကဝက်လက်ပေါ်ဥဖះမင်းမေးနေတာဩမသိပါဘူးဖះပြောစမ်းကွက်စင်ဖြူသလိုလိုရှိပါဗျာဝိလက်ကြောင်ပါမလုပ်နဲ့ဖြူတယ်ပြောမဲရင်မဲတယ်ပြောအခုတော့နည်းနည်းဖြူပါဗျာဒါပေမဲ့နောက်နှစ်ပေါင်း60ကြာရင်တော့ထုံးလို့ဖွေးဖြူတဲ့စင်ပြူရနာဖြစ်ပါလိမ့်မယ်ဗျာစင်ရဲ့ကျန်လက္ခဏာပေါင်း350မှာပြနေပါတယ်ဗျာဒါဟာစီးစုစင်မတော်ခေါ်ပါဗျာဟာမင်းစင်ကျန်လက္ခဏာသိတယ်ပေါ့သိပါဗျာဘယင်ပြုံးကြီးပြန်သွားတော့အမတ်တရပေါ်ဦးအတင်းရဲလှယူလားနဲ့အမခံရဲလှယူလားဟာမရဲနဲ့လေနောက်နှစ်60ဆိုဘယင်လက်သေးပြီစင်လက်သေးပြီပေါ့ဟာအဲ့လိုဘယင်ရတယ်ဥပေါ်ဦးနဲ့မှာကြိုက်နော်မင်းတို့မင်းတရားကြီးရတယ်အဲ့လိုပဲဟိုးအမရဗုဒ္ဓကမန္တလေးပြောင်းမယ်ဆိုတော့မပြောင်းချင်ကြဘယင်ကမြို့တီနန်းတီမင်းနာမည်ခံကျင်တာအကြောင်းမဟုတ်တိုင်းပြည်မသက်တာသို့တော်လည်းပဲဘယင်ကလည်းအတင်းပြောင်းမယ်ဆရာတော်ဘုရားများကလည်းတချို့ကလည်းပြောင်းပါဘုရားတချို့ကလည်းမပြောင်းသင့်ပါဘုရားပေါ့ဘုံတော်ပညာရှိဥယာမကိုအခါတော်ပေးစမ်းဆိုတော့အမရဗုဒ္ဓမှာနန်းတော်မန္တလေးနန်းတော်ကိုပြောင်းတယ်နေမိုးချိုးပြစ်ပါလိမ့်မယ်ဘုရားအဲ့ဒါလို့ဟောရပါမလားဆိုပြီးတော့
ဘယင်ကသဘောထားကြီးဟိုးဗမော်ပို့လိုက်နောက်တနေ့တကယ်ပဲနန်းတော်မိုးချိုးပြစ်တယ်ပြစ်တော့မှပြန်ခေါ်မင်းပြောတာမှန်ပါတယ်ကွာမှန်မိမယ်လည်းပဲပြောင်းလာပြီးမှတော့အခါကောင်းအောင်လုပ်ပေးပါအောင်ပုံတော်ကြီးရဲ့ပေါ့လုပ်ပေးရတယ်ညီတော်ကနောင်မင်းသားကလောင်တော်ဖျားကျွန်တော်တို့တော့ဖြစ်ကျွန်တော်မျိုးတို့တော့ဖြစ်တိုင်းပြည်ကမချစ်ဘူးဖျားဘာဖြစ်လို့တော့ကွာသူတို့ကခဏခဏပြောင်းသွားဖြစ်တော်ကြအင်းဝပြောင်းသွားတော်ကြစကိုင်းပြောင်းရနေပြည်တော်ကဒီကနေပြီးတော့ကြောင်မြောင်းပြောင်းရကြောင်မြောင်းကနေဒီပြောင်းရနဲ့တခါအင်းဝမှာဆန်းအင်းဝကနေစကိုင်းကနေအခုအမရပူရမန္တလေးပြောင်းပြန်ပြီဆိုတော့တိုင်းသူပြည်သားများစလုံးမုံထက်เสียခွတ်တောင်မကြံပါဘူးဖျားအဲ့ဒါကျွန်တော်မျိုးကြီးညီတော်စနေနာရှင်ပါဖျားအေးနာလေအုံးမဲတွေမျက်နှာတုပ်ပစိုးအဆုပ်ကြီးပေါင်းနှထောင်းတွေချွတ်ကနောင်မင်းသားကြီးပစိုးစုပ်ကြီးကိုပါမန္တလေးအနောက်ကညောင်ပင်ကြီးအောက်မှာတယောက်တည်းသွားထိုင်ဆေးဘောဟိုပြောင်းမှုပဲကြီးနဲ့ခြေထောက်တွေလည်းအုံးမဲတွေတုပ်တော့မဲသေးလို့တကယ်တော်သားကြီးလို့ထိုင်တော့လှဲတစ်စီးဖြတ်လာမိဖိုးနှစ်ယောက်အဖိုးလုပ်တဲ့လူကလှဲမောင်းလို့နောက်မှမိမလေးကပါတော့အဘကြီးနေပြည်တော်ထဲလားအေးနေပြည်တော်ထဲပေါ့မန္တလေးနေပြည်တော်ပြောတာနော်အဲ့တော့မှကျုပ်လိုက်လို့ရမလားဗျရဲ့လဲကြုံရပါမောင်ရလဲကကျုပ်မီးလေးတယောက်ပါတာပါတက်ပါဆိုတော့ကနောင်ကိုရောကြီးကလှဲနောက်ပြန်စီလှဲရန်တိုင်းစုပ်ကိုင်သူမှတ်မိမှာဆိုလို့အဘဘယ်တော့ဗျရဲ့ထင်းဘိုးလေးသွားတောင်းမလို့ပါကွယ်ဩထင်းဘိုးလေးလည်းမရမကတောင်းမှကနေ့ထမင်းစားမှာပါကွယ်လူတိုင်းပြည်ကဘယင်ကတိုင်းပြည်ပြုမြို့တီနန်းတီဘယင်လှုပ်ချင်တာသူယူတာအကြောင်းမဟုတ်ဘူးတို့ကမသက်တာဘူးကနောင်ကိုရောကြီးကပြုံးငါကိုတော့သိမကြည့်ဘူးအဲ့တော့အဘရဲ့ဒီလိုတော့ရှိပါတယ်ဒီကြတော့ပိုကောင်းတာပေါ့အဘရဲ့ဟိုးအနောက်ဘက်မှာအေယာဝတီမြစ်အရှေ့ဘက်မှာနတ်ထိတ်တောင်ဘက်မှာတော့ဒုဋ္ဌဝတီမြစ်မြောက်ဘက်မှာတော့မရယာမြစ်ကြီးစီးဆင်းပြီးအလဲမှာသာယာတဲ့နေရာကြီးမဟုတ်လားအဘရဲ့သာယာတာရင်ကြည့်ပါဦးကွယ်ထမင်းကအရေးကြီးတာပါသူ့ကိုဘလို့မှတိုးမရတော့သူ့ရောဘလို့သဘောထားတယ်လဲမေးချင်တာပေါ့ကနောင်ကိုရောကြီးကသူ့ညီတော်ကနောင်ကိုရောကြီးကတော့မစိုးပါဘူးအဘရဲ့အဘပြန်ဖြေတယ်လှဲမောင်းရင်ဒီမအေဘေးမျိုးဒီအချိုးပါပဲကွာမင်းတို့မင်းကြီးကိုပြန်လျှောက်တယ်လျှောက်တော့မင်းတို့မင်းကြီးကပြုံးတယ်အေးအဲ့မှာပြန်စမသံဃာနာတင်တယ်နဒီမြောင်းတော်တို့ရွှေတချောင်းမြောင်းတော်တို့ရွှေလောင်းမြောင်းတော်တို့ water resource management ကောင်းကောင်းကျွမ်းကျင်တဲ့ဘယင်ဖြစ်တော့လေယာစိုက်ပျိုးရေးကိုဦးစားပေးတယ်လေရီယာဒီမှာစဘာဆန်ရင်ကောင်းကောင်းဖြစ်အောင်တိုင်းပြည်ကတချမ်းကကျွံဖြစ်နေပြီအပေါ်အောက်ပိုင်းမှာအင်္ဂလိပ်ကအုပ်ချုပ်နေပြီအပေါ်မှာဘကိုးကစံမမှားရအောင်စံကောင်းကောင်းထွက်အောင်စီမံအုပ်ချုပ်တဲ့မင်းတရားကြီးဖေဟာဒါတော့ဒီဘောမင်းလက်ထက်ရောက်တော့တိုင်းပြည်ကကမောက်ကမဖြစ်ပြီးကုန်းပုံစံမဟာယာဇဝင်တော်ဤတတ္တရာတွေမှာကျွံဖြစ်တာကိုဥမောင်မောင်တင်ကညာပြီးရေးတယ်တတ္တကိန်းခမ်းမကောင်းလို့ဟာတိုင်းပြည်ပြရတာဘယင်ညံ့နဲ့မရေးရဲဘူးနော်ဘယင်ညံ့တာပေါ့ညံ့လို့တိုင်းပြည်ဆင်းရတာပေါ့အဲ့ဒါကိုတတ္တကိန်းခမ်းမကောင်းလို့ဖြစ်ရတာပါဆိုတော့ဟိုကောင်းကင်ကကျဲရင်နက်ခတ်တွေလှမ်းပြီးတော့ဟိုကအပြစ်ရှာတာပေါ့နော်ထားပါတော့ဒီဘောမင်းတရားကြီးလက်ထက်မှာတိုင်းပြည်ပြစ်တယ်ယရနာဘုံနောက်ဆုံးပေးရသည်၎င်းမုတ်ဆိုးစကိုထီယိုရိုက်လိမ့်မည်ယရနာဘုံနောက်ဆုံးပေးရသည်၎င်းမုတ်ဆိုးစကိုထီယိုရိုက်လိမ့်မည်ဖယားပါတော်မူသည်ဇာတာညှိုးလို့အဆူမရသည်အလောင်းတော်လဲလာချိန်နီးပြီးထီကနေစီဒီဘောရှင်သခင်ပါပြီမဲ့
ကြမင်္ဂလိလာအောင်မယ်ကိုမင်းကိုချင်းကိုဘယင်ကိုအရှင်လာအောင်မယ်လို့မြန်မာတွေကိုတတ်လှန့်တဲ့သချင်းတွေရဲတင်းတန်တွေပေးခဲ့ကြတယ်ဂီတဆရာတွေကဟဲနေမင်းအယုတ်ထီယိုးစုပ်ကဖုတ်ဖုတ်ကင်းကင်းအခုအစိုးရဇဝင်းထုတ်တဲ့အဖိုးဖြစ်တဲ့ရွှေတိုင်ညုံကစัจ जा တိုက်သချင်းရေးတော့အစိုးရကြီးခင်မောင်ရင်ကဒီသချင်းဆိုတော့အင်္ဂလိပ်ကဒီတပ်ပြားတွေလိုက်သိမ်းဗမာတွေကဟုတ်သားပဲစัจ जा မင်္ဂလိရှိသေးတာပဲဟဲနေမင်းအယုတ်ထီယိုးစုပ်ကဖုတ်ဖုတ်ကင်းကင်းနင်ထင်ရနေဆိုင်လို့နင်အာမူကျူသွားနေခွင်းလိမ့်မည်အင်္ဂလိပ်ကိုသမရအုပ်ရှောင်းတို့ဖုံးကောင်ကနေရောင်ထုံးကစီးနှင်းပါသလိုထီယိုကိုမိုးကျူပြင်မတဲ့စာရှိပါသည်အင်းကိုဟင်းသာစင်ပြီးစင်းရင်လေးနဲ့ခွင်းပြီးထုံမုတ်ဆိုးကိုမိုးကျူပြင်ပြီးအင်းဆိုတာအင်းဝဟင်းသာဆဲမယ်ဆိုတော့မွန်ကအင်းဝကိုသိမ့်လိုက်မယ်စင်းရင်လေးနဲ့ခွင်းမယ်တဲ့ဒီမွန်ရံကိုအလောင်းမင်းတရားကြီးစတော့မုတ်ဆိုးဆက်မုတ်ဆိုးကလေးနဲ့ခွင်းလိုက်မယ်မွန်ရံကိုနှိမ့်နှင်းနိုင်လိုက်မယ်လို့တပောင်ထွက်တယ်အင်္ဂလိပ်ကိုအင်းဝကိုမွန်ကနိုင်မယ်ဒီမွန်ကိုမုတ်ဆိုးကလေးနဲ့ခွင်းလိုက်မယ်ဒီလေးကိုမိုးကျူးပစ်လိုက်မယ်ထီယိုကိုမိုးကျူပြမတဲ့စာရှိပါသည်အင်္ဂလိပ်ကစနေနံထီယိုမိုးကျူပြလိုက်မယ်အချိန်တိုင်းငါတို့ကပြန်နိုင်ရမှာပေါ့ဒီထီယိုကိုမိုးကျူပြမှာပေါ့လို့မြန်မာတွေကိုဒီလိုသချင်းမျိုးနဲ့တက်လှန့်တာကျွန်တော်တို့ငငယ်ကကျွန်တော်တို့မိဘများကကျွန်တော်တို့စိုးပြတယ်ကျွန်တော်တို့အရက်ကုန်းဆောင်ကနေဟိုးမန္တလေးဆိုတော့ရွှေမြေတော်ကြီးဘယ်စီနေမှမသိပေမဲ့အဖိုးတို့အဖေတို့ဆိုတယောက်တည်းပါတော်နော်အဖေတို့ဆိုလို့အဖိုးတို့ဖေတို့ကစိုးပြလို့နှလုံးသားတဲ့ဒီလိုသချင်းတွေရောက်ရတယ်ဘိုးအောင်နဲ့ပထမဆရာအောင်နဲ့ဘိုးတော်ဦးဝိုင်းကသူ့အာနာလူမဲ့ထင်လို့ဗရန်နဲ့ရေစရန်တန်ကိုမထိုးပဲနဲ့ပထမအတက်နဲ့ထွက်ရလမ်းပောက်ဖို့ကြိုးစားတဲ့ပုဂ္ဂိုလ်တိုင်းပြည်ကိုတန်သေးတဆွေးဝဗရာသေးတပြေဝဒီလိုရည်ရွယ်ချက်နဲ့လုပ်တဲ့ပုဂ္ဂိုလ်ကိုသူထီနန်းလူမဲ့ထင်လို့ဘိုးတော်ဦးဝိုင်းကဘုံမှုတက်မှုတွေနဲ့ကျိုးတုပ်ပြီးဖမ်းခဲ့လို့ပြောတဲ့အခါကျွန်တော်တို့ကအဖို့မျက်နှာကြည့်ရကျွန်တော်နှလုံးသားထဲဒီလိုသွင်းပေးတယ်အေးမင်းတို့ဘယင်ကိုပြောလိုက်ငါ့ကိုဖမ်းဖို့မပြောနဲ့ငါရေးတဲ့ဝါလုံးကိုဖျက်ကြည့်ပါအောင်တစ်လုံးဖျက်တော့နှလုံးပေါ်လိမ့်မယ်နှလုံးဖျက်တော့လေးလုံးပေါ်လိမ့်မယ်တယံကိုမစိုးထားနဲ့တော့ထင်ရှားအောင်မြင်ရပြီငါရေးပြပါတဲ့ဝတလုံးကိုသာတီးမင်းပြအောင်ဖြတ်နိုင်ရင်ငါကိုနိုင်လိမ့်မည်။ဩသယံကိုမစိုးထားနဲ့တော့ထင်ရှားအောင်မြင်ရပြီ။ငါရေးပြပါတဲ့ဝတလုံးကိုသာတီးမင်းပြအောင်ဖြတ်နိုင်ရင်ငါကိုနိုင်လိမ့်မည်။ပထမဂုံရောင်ဘူးအောင်ကဤကဲ့သို့လျင်စွာပညာပြသည်ထီးဘယေမဟာသည်သူကိုယ်တိုင်ထင်လေအတင်းဖြစ်လိုက်တာကအစကဝတလုံးကနှလုံးဖြစ်လာသည်နှလုံးဖြစ်ပြန်တော့လေးလုံးပေါ်ခဲ့ပြီနှစာတူရဟာလေကျွန်တော်တို့ဗမာတကူပါခမနှစာတူရဟာလေကျွန်တော်တို့ဗမာတကူပါခမလွန်ထူးဆန်းတဲ့စွမ်းဉာဏ်ကြီးဘိုးအောင်ပါရမီဒီလိုဇက်နဲ့သချင်းနဲ့တွဲပြီးတော့ကျွန်တော်တို့နှလုံးသားတဲကိုသွင်းပေးတယ်ကျွန်တော်တို့ငငယ်ကခဏကျွန်တော်တို့သားသမီးတွေကိုကျွန်တော်တို့ဒီလိုနှလုံးသားတဲကိုကျွန်တော်တို့မြန်မာအတန်မြန်မာစိတ်မြန်မာဂီတမြန်မာကြပြသွင်းပေးနိုင်ကြရဲ့လားကျွန်တော်တို့ကျောင်းတော့ကတော့ကုန်းဆောင်ကျောင်းအင်တန်စီကန်းကြည့်တယ်ကျွန်တော်တို့ကျောင်းကြီးကဦးတန်းတင်အမျိုးသားကောင်းဆောင်ကြီးဗိုလ်ချုပ်အောင်စံတို့နဲ့ရေနံချောင်းမျိုးသားကျောင်းမှာနေခဲ့တဲ့ဆရာကြီးလူကပိန်တိုက်ပုံကလည်းစပြီးကျောင်းဆရာဖြစ်ကြတဲ့ပင်စင်သွားတဲ့ဒီတထဲတည်းပဲဘသူကမှလည်းကြော့တာမရှိဘူးဒီတထဲကိုလည်းမက်မက်ဆက်ဆက်ဝတ်တဲ့ကျောင်းဆရာကြီးကျောင်းမှာဟွန်တရောဆရာကြီးဦးလေးကျင်ဆိုတာငှားထားတယ် assembly မှာဟွန်တရောကြီးနဲ့နိုင်ငံတော်သချင်းဆိုဖို့ငှားထားတာကျွန်တော်တို့
ကျွန်တော်ကြောင်းမဲ့ကျွန်တော်အခုတည်းထိတော့ကျွန်တော်အဲ့လိုမှတ်မိတယ်ဦးလေးချင်းလည်းပိန်ပိန်လေးဟွန်းတရောကြီးနဲ့9နိုင်ထိုးတာနဲ့ကြောင်းလာပြီးအလံတိုင်းရှိမှဟွန်းတရောကြီးကိုမှတ်ပြီးဘိုးရန်တင်ထားတယ်ကျောင်းသားတွေလာခြင်းလားမလာခြင်းနေဆိုခြင်းဆိုမဆိုခြင်းနေငါတာဝန်ငါဟွန်းတရောကြီးထိုးရမယ်မျိုးသားသချင်းဆိုတဲ့ဦးလေးချင်းတက်က80လောက်ရှိပြီဦးလေးချင်းနောက်မှာပီတီဆရာကာယဆရာနောက်မှာကြောင်းကြီးနောက်မှာဆရာမတွေတန်းစီရဆရာမတွေနောက်မှာသူငယ်ရန်လေးသူငယ်ရန်ကြီးကနေ9တန်းထိကျွန်တော်တို့ကအဲ့တော့9တန်းကျောင်းပေါ့တန်းလာကျောင်းခေါ်ပါတယ်အားလုံးငြိမ်ဆရာကြီးအမှန်တန်စိတ်ကန့်ကြီးတယ်နိုင်ငံတော်သချင်းမညီရင်တန်းနဲ့မဝင်ရဘူးနိုင်ငံတော်သချင်းကိုကြနာနာတသန်နဲ့မညီရင်9နာရီအစမ်ဘလီကနေ့လေတစ်ချက်ထိုးပါစေမဝင်ရဘူးသူလည်းမဝင်ဘူးငြိမ်ဟွန်တရောဆရာကြီးလည်းဘိုးလေးတင်းလို့ဆရာကြီးကကြိမ်လေးဝင်တော့ကျောင်းဆောင်ကြီးကဒေါင်းခောက်ရင်ပီတီဆရာကတယောက်တည်းဆိုတရားမြတ်တာလွတ်လပ်ခြင်းနဲ့မသွေတို့ပြေတို့မြေမြတ်လူခသိငြိမ်းမြောင်းစေဖို့ခွင့်တူညီမြဝါရဖြူစင်တဲ့ပြေတို့ပြေတို့မြေပြည်တော်စုအမွေအမြဲတည်တံ့စေအဋိဌံပြုဝေထိန်သိမ့်စုလေဆိုမှတကြောင်လုံးကကလေးတွေကကဘာမကြည့်အဲ့ဒီကဘာမကြည့်ကိုဆရာရနားထောင်ဒါမဲ့မညီဘူးကဘာဟိုနောက်ကကဘာ2တန်းကကဘာ9တန်းကကဘာနဲ့ဆရာကြီးကကြိမ်လေးပြန်ဝင့်တောင်းကင်ဆာပေါ့ဒါကင်ဆာနိုင်ငံတော်သချင်းစဆိုတောင်းတရားမြတ်တာလွတ်လပ်ခြင်းနဲ့မသွေတို့ပြေတို့မြေမြတ်လူခသိငြိမ်းချမ်းစေဖို့ခွင့်တူညီမြဝါရဖြူစင်တဲ့ပြေတို့ပြေတို့မြေပြည်တော်စုအမွေအမြဲတည်တံ့စေဒိဋ္ဌံပြုဝေထိန်သိမ့်စို့လေကဘာမညစ်ဘူးဆရာကြီးကနောက်လှည့်ကြည့်တာတရားခံဖမ်းလို့ပဲရမလဲခလေးရအများကြီးကိုကလည်းကိုမဟုတ်တယ်လို့တောင်းရင်နိုင်ငံတော်ကိုဒီတဲ့ချစ်တာမရှိတော့ဘူးဆိုပုံနဲ့ဆရာကြီးကသခိုးဖမ်းလို့မရတော့ဒီဘက်ပြန်လှည့်တောင်းကန်ဆာနိုင်ငံတော်သချင်းစဆိုတရားမြတ်တာကျောင်းသားတွေကတနာလာတယ်ပီတီဆရာတယောက်တည်းတရားမြတ်တာမမြတ်တာဘေးချေတို့ဆရာကြီးတော့လေကောင်းထွက်တော့မယ်ဦးလေးကျင်လည်းသက်80တရောကို16ခါတော့ပြန်ထိုးနေမသက်တာပီတီဆရာကလည်းတယောက်တည်းတရားမြတ်တာနေရတော့ဆရာကြီးတနာပါဒီခါညီကြစို့ကျွန်တော်တို့ချင်းညီကြစို့ဆိုညီတယ်ထိန်သိမ့်စို့လေကဘာမကြည်ပြုံကြီးဆရာကြီးပြုံကြီးဘသူစီကမှဘာတပြားမှယူထားတာမဟုတ်ဘူးကဘာမကြည်ဆိုတာကောင်းတာကိုပြောနေတာသူကဒီဘက်လှည့်တယ် assembly ကျွန်တော်တို့ပဲလှည့်တယ်အေးအဲ့ဒါလိုညီဆိုမှပေါ့တို့နိုင်ငံတော်သချင်းအဓိပ္ပာယ်ရှိတယ်ကွတရားမျှတခြင်းဆိုတာ justice တရားမျှတရမယ်တိုင်းသူပြည်သားကလည်းတရားမျှတရမယ်အစိုးရကလည်းတရားမျှတလိမ့်မယ်တရားမျှတခြင်းဟာကောင်းမြတ်တဲ့တရားလောကပါဠတရား justice လွတ်လပ်ခြင်း independence အမိခိုကင်းတယ်ကိုပြောတာ depends ဆိုတာမှီတာကွ independence မမှီဘူးတို့ဟာတို့ယက်တည်နိုင်တယ်ဒါကိုပြောတာ independence ဒါလွတ်လပ်ရေးကိုပြောတာငြိမ်းချမ်းခြင်း peace ငြိမ်းချမ်းသာယာမှတိုင်းပြည်ဖွံ့ဖြိုးတော့မပေါ့ကျွန်တော်တို့က2တန်း3တန်းရှိတယ်ဆရာကြီးလေးအကြီးတွေလည်းပြောတာနားမလဲဘူးမကြားနေနှလုံးသားထဲရောက်အေးခွင့်တူညီမျှခြင်း equality တို့နိုင်ငံတော်သချင်းမှာတရားမျှတလွတ်လပ်ခြင်းနဲ့မသွေတို့ပြည်တို့မြေမြတ်လူခသိငြိမ်းချမ်းစေဖို့ခွင့်တူညီမျှဝါဒဖြူစင်တဲ့ပြည်ဘလောက်ကောင်းတဲ့တရား၄ပါးပါတယ်လေမင်းတို့စဉ်းစားစားအမြဲတမ်းနေ့တိုင်းပြောတယ်ကျွန်တော်တို့လည်းနေ့တိုင်းကြားကျွန်တော်တို့အဲ့ဒါလိုဆရာကြီးနဲ့ကြီးခဲ့ရတယ်ရှေးတုန်းက1930တဝိုက်တုန်းကသခင်လူငယ်တွေကငါတို့ကမှသခင်အင်္ဂလိပ်ကဂျုံပေါ့ကွာတို့တိုင်းပြည်လဲအုပ်ချုပ်သေးသူတို့ကဖျားထူးနေရတာမဟုတ်သေးဘူးလို့သခင်ပါတောင်းတို့ဥဆောင်တဲ့လူငယ်တွေကသခင်အဖွဲ့တွေဖွဲ့ကြတဲ့အခါကိုသခင်ချေဦးညိုသခင်မခင်ထူး
သခင်နေဝင်းမြင့်စသဖြင့်ဒီလိုခေါ်ကြတယ်အေးအဲ့ဒီတော့ပေါ့ကွာတချင်းရှိတယ်တို့ပေါ်မှာတချင်းအခုမင်းတို့ဆိုတဲ့တရားမြတ်တာလွတ်လပ်ခြင်းနဲ့မသွေတရားမြတ်တာလွတ်လပ်ခြင်းနဲ့မသွေတို့ပြေတို့မြေရှိကတချင်းထဲမှာဒီအလိုက်တွေပါတာပေါ့ဩအမျိုးသားရင်တို့ကြကြပါတို့ဗမာအခုမင်းတို့ဆိုတဲ့မြားလူခတ်သိမ်းငြိမ်းချမ်းစေဖို့မြားလူခတ်သိမ်းငြိမ်းချမ်းစေဖို့ခွင့်တူညီမြဝါဒဖြူစင်တဲ့ပြေရှိကတချင်းထဲမှာဒီအလိုက်ပါတာပေါ့အရှိကနေဝန်းထွဲသည့်ပမာပဒုက္ခကိုတော့ရောက်ရမည်မှမလွဲပါဒုဗမာပေါ့အခုမင်းတို့ဆိုတဲ့ပြည်တော်စုအမွေအမြဲတည်ရန်စေအဋိဋ္ဌံပြုပဲထိန်သိမ်းစို့လေတို့မှတချင်းမှလည်းဒီလိုက်ပါတာပေါ့ကွာဗမာပြည်တဟွန်းကိုအိမ်မှတ်ပါကိုရာမှတ်ပါအဲ့ဒါတို့ဗမာအဲ့ဒါလို့နှစ်ပေါင်းများစွာကျွန်တော်တို့ငယ်ငယ်ကကြားခဲ့ရအခုသမီးလေးဒုတိယရန်တက်တော့မယ်သမီးကိုမေးရသမီးရဲ့ကျောင်းမှာနိုင်ငံတော်သချင်းဆိုရသလားဆိုတော့တနင်္လာနေ့တောက်ကြဆိုရတယ်ဩနိုင်ငံတော်သချင်းဈေးစစ်နေကြသေးတယ်ကွာဒီအတန်လေးဒီအဓိပ္ပာယ်တွေကျွန်တော်ကရောက်ချင်လို့ပြောတာတနင်္လာနေ့ကျသမီးမေးရသမီးလေးရဲ့ခဏနိုင်ငံတော်သချင်းဆိုခဲ့ရတာမဆိုပါဘူးပါဘာလို့လို့မိုးရွာလို့ဩရာသီဥတုနဲ့လည်းစိုင်းတဲ့ကွက်နိုင်ငံတော်သချင်းကရာသီဥတုနဲ့လည်းစိုင်းတဲ့နိုင်ငံတော်သချင်းအေးပတ်မှလည်းဆိုရသေးတောက်ကြနေကြမေးကြည့်သမီးဆိုရမဆိုပါဘူးပါကြီးဘာလို့လို့ကြောင်းကြည့်စီဝေးသွားလို့အဲ့ဒါလိုတွေဖြစ်တယ်တရက်တော့ခလေးကမေးကျွန်တော်တို့ကစိုးစိုးပြလို့မေးတယ်ပါတရားမျှတခြင်းဆိုတာလွတ်လပ်ခြင်းဆိုတာငြိမ်းချမ်းခြင်းဆိုတာခွင့်တူညီမျှခြင်းဆိုတာဘာလဲပြဿနာတက်တော့တာပဲတဲ့90ကျော်ပြီနေဝင်းမြအခုတည်းအဲ့ဒါကောင်းကောင်းသိတာမဟုတ်ဘူးအဲ့တော့မေးကလည်းစာရေးဆရာမဆိုတော့သမီးရဲ့ဒါမျိုးကြမေးရတယ်မေးရတယ်စာရေးဆရာဆိုတော့သမီးဝက်လက်ကြောင်ပါလို့တော့မေးစီရောက်သွားဒီဖေဘာပြောတော့ပပက तू ကဝိုးလိုဝါရပဲလို့ပြောတယ်မေစီလွတ်လိုက်တာအေး तू ကဝိုးလိုဝါရငါလည်းခတ်ထွေးထွေးရဲ့တဲ့နော်တကယ်ပါနေဝင်းမြင့်တို့အခုတည်းတရားမျှတခြင်းလည်းသိမသိပါဘူးလွတ်လပ်ခြင်းရတာလည်းသိမသိပါဘူးငြင်းချမ်းခြင်းဆိုတာတော့ဝေလာဝေးခွင့်တူညီမျှခြင်းလည်းအခုတည်းနားမလည်သေးပါဘူးကျွန်တော်တို့ငယ်ငယ်ကဒီအဓိပ္ပာယ်တွေခလေးတွေကျွန်တော်တို့သင်ပေးရမှာပေါ့ထည့်ပေးရတော့မှာပေါ့ကျွန်တော်ငယ်ငယ်တုန်းကလည်းအခုနဲ့မတူတော့ဘူးကျွန်တော်ငယ်ငယ်တုန်းကနတ်ကတော်ကိုမင်းသမီးလုပ်ကြည့်ရတာဘာမီဒီယာမှမရှိဘူးအခုစီဒီတာပြတ်တစ်ချက်တည်းမှာဇက်ကာပေါင်း80လောက်ပါတယ်ဇက်တွေဆိုလည်းအများကြီးကျွန်တော်တို့မန္တလေးမှာအငိမ့်နေဆိုလည်းအများကြီးကျွန်တော်ငယ်ငယ်တုန်းကပဲကုန်းဆောင်မှာမရှိဘူးနတ်ကတော်အမေစင်နန်နဲ့ဒေါ်စင်နန်အသက်က80ကျော်ပရည်တွေတွန့်နေလိုက်တာများမြေကျိုးအင်းကြမိတ်ကတ်တွေဖို့တာအဲ့ဒီတော့ကရှိတဲ့မိတ်ကတ်မျက်နှာချေပေါ့ပပဝလီတို့သင်းကျူကျူးတို့လိုမိတ်ကတ်ရေးဖြော်ပြီးပုတ်ထားအလိုလိုလင်းကြောက်เสียကောင်းစရုံးလေးကဓမ္မသီးလောက်ကလေးနဲ့နတ်ကပြီဆိုရွာနတ်ကပြီဆိုသူခေါ်ရတာနတ်ကတော့တယောက်တည်းရှိတယ်လိုင်စင်ကသူတယောက်တည်းချက်သူ့ကိုသွားပြီးနတ်ကရကြည်မောဆိုတာမှန်မယ်ကျွန်တော်တို့ကြည့်ရတယ်ဘာဇက်မှမလာဘူးဘာမင်းသမီးမှမလာဘူးအရေးစနံကိုသွားကြည့်ရတယ်ကျက်ရုပ်ကသေးသေးလေးဖလားရကြည့်ကြည့်နဲ့ဖလားပတ်စံထည့်ရမှာဘူးရှားစီးနဲ့ဘောင်းတော်လေးနဲ့ဒေါင်းနဲ့ဓားလေးနဲ့ဘယ်နဲ့ဒီမှလည်းမသိဘူးအမေတို့ကလည်းမော့ရွာကလည်းမော့သူ့ကြည့်နေရတာနန်းထဲမှာနေနန်းရည်ကြီးသုံးပါတဲ့ကြက်ဖောင်းလေးနန်းထဲမှာနေနန်းရည်ကြီးသုံးပါတဲ့ကြက်ဖောင်းလေးမနဲ့ကိုရည်နွေးညရည်အေးနဲ့ကိုကြီးကြောင့်ငယ်ကမွေတဲ့ကြက်ဖောင်းလေးကိုကြီးကြောင့်မွေးတဲ့ကြက်သူယူလာတယ်ဆိုတော့ကြောက်ရတာပေါ့အမေတို့ကချွေးကန်လေးအပြင်ထုတ်ပြီးတော့ကျွန်တော်တို့ကမုံဘိုးမပေးတာနတ်မြထည့်လိုက်တာကြက်တန်လေးတစ်ချက်နှစ်ချက်ထည့်ရနတ်ရဲ့အညွန့်ညင်မခံဘူးပေါ့
Don't other young with me, long the young with my shababu. Cheja, take me, means and your shin. Tangango Nima Balo. A Lucian Lutot, Tangango. Tangango Nima Balo. A Yakali Gure Amana, a Nijin Gure Amana. Matavia, yes, the last Sunday. Good Jawara, good Jawa. Matavia and the last Sunday. But love this out. Now, but we put a Matavia and the last Sunday. I go chill you never go Jijo. No? Did they out the wood have it? General Adelo, Chia. Where do I do it? Sending Nilule Malanga and Nilule Malahu where you are, poor Betty than Chama, Bamidia Mamashi, Balaganjo, Mamashi, Ba Internet Mamashi, Ba Facebook Mamashi, Betty Limang Amang, away you are got Chama. You they will see the head of Wachijare. General Hobare, Singapore, Male Hobare, Dimar Jamka Sandu, General Runga, Boan and Tulu. Being counted the beginning, she rang a name mine look Betty saw 2 heap yo. Minjan, Camille Jan, you are that Kuijo. You they were young, the Chingu, Jaya, and Jerome Poetida, the Riare. To me, Lene Kalayar. Send down, say a poet or Giare. Jikabian, Kadila, Big Manga, Bezine, down to Amui, and made the me poet or Gias, me yet, go to there. The me, Gili Kakeva. I mean, the man then I am a little come like Kakbound the me, Kato Gadima bo me, Amiga, Pure Lemonian, Santa, Tohabido. She did come to cut. The cut is a little 20 a color, who lay it in Lydiani. She moaned a sick kayak. In your Amiga, Louis, a baby, in a punnet, bunny, going to have his over clean oak. The beggar machine of the bed, how many men a piano, so be your daddy, and made Louis, chung up my pocket. Labian or the Mamma Shibu, Rebel on the Max Factor, Haru Beshi, they made a door machine. Tell them, jumping at the champagne. Not the meat on my bull of Lanley, selling agone. 3 laying at it, Tanakarama, a boy machine, Gia, Manga, Baramaba. Bang Lieberman, the Pega, Julu, Tayan Dumnet, Tota. Gigi, net, do it 12 Bali lame with the Beckley Chung, a mid woman, no me. A Jide, put up Bang for Tabali do, the Bang to Pabali, Pijaba E, Lega, the Warome. Jikabianca di Lava, beef manga, Vezine, downtown way. So we will do put just 6 years for a. Shaza he yama ye, Lamzane yama ye, Shaji only. Monji, Sama o, Leathermali, Lanta. Savegui Panji only, Tabepia Chulai only. Savegui Panadi, the Babia, Chonali, Jama, Akuye. Landam Dwana. They were made down my dear campaign. Yikabian, Kadila, Beef Manga, Bezine, Kadide. I look me out, Kadide. Down out there, down my yet, Adamidi, Pioteka, Torema, living town below down there, down with the lobe. Down out there, so shut up. Yikabian, Kadila, Beef Manga, Bezine, down way. So we will do put just 6 people in. Langzane, Yama, ye, Langzane, Yama, ye, Shaji only. Mounty, Sama, oh. So we Panji, oh, Malay, the bed, Piachulai, oh, Malay. Betching Wallace or Yanibo. Who, the Lunja, Chamuza, Tarosima, don't let it, what was it on the women? I was label, Bagay at the Boa, Janong, Medium Shibu. Oh, and in you. Chausa Tarosi, Little Miss Leranga, the Isivare, you the Leranga, the Isivare, you the
ိုဘက်ရွာပွဲသွားကြည့်ရတယ်အင်မတန်ဆင်းရဲတဲ့ဘဝတွေပါကျတို့ပြောကြပါစို့ကျွန်တော်ခြေရလဲတနားကြောပါနော်ကျွန်တော်ဘယ်လိုကြည့်ရလဲကျွန်တော်ရွာမှာအခုလို ready made မရှိဘူးတေလာမိတ်လို့ခေါ်တဲ့ဆက်ဆိုင်အားရရွာ6ရွာမှာဆက်ကလေးတစ်လုံးမှရှိတယ်ဆက်เสียကဦးသန်းနဲ့နရွက်မှာခဲရန်ကြီးထိုးထားခါမှာကျင်တွယ်ကြီးနဲ့ပေကျိုးကလည်းချိတ်ထားသူ့ဆက်တစ်ဆက်ဆက်ရှိတော့ဘူကြကျင်နိုင်ကြနေပေါ့ဦးသန်းစီအထက်အင်ကြီးသွားအရင်တကြီးကအစလှဲသမားအထိကျွန်တော်တို့ကလေးတွေကမကြမ်းတရွာလုံးကအင်ကြီးစားယူသွားပြီးသူ့စီသွားကြောင်းကြိုက်အင်ကြီးပေါ်ချွတ်ပြီးလက်ကားပေးထားအနိုင်ကျင့်ရင်နိုင်ကျင့်6ရွာမှာတစ်ဆက်ရှိတာဒီဆက်ကလည်းဝယ်ထားတာမဟုတ်ဂျပန်ခေတ်တုန်းကအမိုက်ပုံနဲ့ကောက်ရတဲ့ဆက်တကြီးကလာပြီးလှုပ်ရတယ်မင်းကွာအင်ကြီးအတိုင်းပေးရရတဲ့နဲ့ငသန်းရဲ့မရဘူးဗျာတကြီးရဲ့ခမည်းရဲ့တကြီးရဲ့ဓာတ်ကျုပ်ချုပ်တဲ့လူရဲ့ဓာတ်နဲ့ဟောဒီပိတ်ဆက်ရဲ့ဓာတ်ဟောဒီဆက်ရဲ့ဓာတ်လေးပါးစုံမှအင်ကြီးကောင်းထွက်တယ်ဟုတ်လားမဟုတ်လားမသိဘူးတကြီးကလည်းသူချုပ်မပေးမဝဲရတော့ဒီလိုကြီးပဲကြောင်းကြိုက်ထားတကြီးဒီနဲ့ပိန်လှကြီးလားခင်ဗျစားအောင်နဲ့တူတယ်ပေါ့မင်းအလုံးမပါဘူးကွာတိုင်းမှာတိုင်းစမ်းမှာပေါ့ဒေါ်လာရွှေတဲ့သူမိမကစာမတက်ရှာဘူးခဲတာကြီးဇရိဆွတ်ဆွတ်ပြီးစောင့်တယ်လင်ကပြောတာစောင့်ယောက်ျားတိုင်းတကြီးလက်ရှိ26လက်မှမိမရေးတယ်တကြီးလက်ရှိ2600တကြီးခါ40တကြီးခါ4000နဲ့ရေးထားတာတုံညသူ့စိတ်ထဲပေါ်တန်းထိုးနေတာပဲအဲ့ဒီလာရွှေနဲ့အဲ့ဒီဦးလေးသန်းနဲ့ဘယ်လိုတိုင်မင်လဲမသိဘူးအင်ကြီးကတော့ထွက်တယ်အင်ကြီးကထွက်တာ तू ကမကောင်းတာ2မျိုးထွက်တယ် तू ကလေကရုံးမဲ့ तू ကချုပ်တခြားမချုပ်ကော်လာနဲ့သွားချုပ်ရင်ဒုံးတဲ့တောင်လိုက်ရိုက်မတစိတ်ဆိုးတယ်မင်းတို့ကနေချက်တဲတုခိုးတာကိုကွာဒါအင်္ဂလိပ်အင်ကြီးခေါ်တယ်ကွာလေကရုံးမှာတို့ဗမာအင်ကြီးဩဟုတ်ကဲ့ပါမျိုးချစ်စစ်တက်ကလည်းပါသေးတယ်သူကနှစ်ခုပဲဟောဒီအပေါ်ဆုံးကဟောဒီကျဲသေးနဲ့ဒီအပေါက်နဲ့တဲ့တာယူမလားအဲ့ဒါဆိုအောက်ကမတဲ့ဘူးအောက်ကချက်ချက်ရရလိုချင်တော့အပေါ်ကဒီလိုဖြစ်လိမ့်မယ်မကောင်းတဲ့နှစ်ခုတည်းကတစ်ခုရွေးကိုယ်သဘောပဲအဲ့ဒါတော့ဦးသန်းရဲ့ဒီမိုကရေစီပေါ့နော်ဦးသန်းဒီမိုကရေစီဆိုတော့အဲ့နှစ်ခုတည်းရွေးရတာပဲကျွန်တော်ဦးလေးချမ်းသာသွားပြီအခုတည်းကဦးလေးတန်းကြီးကဒီကနေ့50နှစ်ကဆုံးပြီသို့တော့ဟိုးရန်ကုန်ရောက်တာတော့ဦးလေးသန်းအင်းကြီးကိုရန်ကုန်ကလှမ်းပြီးချုပ်ခိုင်းတယ်တနိုင်ငံလုံးအတက်ချုပ်တာတဲ့ဦးလေးသန်းတယောက်ဆောင်းတာငါအဲ့ဒါကြိုက်တာတဲ့အဲ့ဒါလို့အဆောင်ကြိုက်တဲ့လူတွေလည်းရှိသေးတယ်နော်ဒါပါတော့အခုတော့ ready made ဖြစ်သွားပြီ clothing democracy လို့ခေါ်တဲ့အဝတ်ထည် democracy ခေတ်ရောက်လာပြီတန်းပေါ်ဆွဲချပြီးမှန်ကန်လေးတဲ့ဝင်သွားဝတ်လို့တော်ပြီဆိုပတ်စံပေးလို့ခေတ်ရတဲ့ခေတ်ရောက်လာပြီကျွန်တော်ငယ်တော့ကမဟုတ်ဘူးဘယ်ဟုတ်သပင်ညက်တဲ့အခုကလေးတွေကပန့်တို့ဘာတို့ညာတို့ဘယ်ပုံတို့ညာပုံတို့ကျွန်တော်တို့တုန်းကဘိုးတိုင်းကျော်တဲ့ဝဝကြီးအခုနတရောထိုးတဲ့ဦးလေးကျင်ကကျွန်တော်တို့ကြောင်းတရောထိုးပြီးတာနဲ့ဒီဆိုင်လာတာလာပြီးအဲ့တော့လက်ဖိတ်တစ်ခွက်တိုက်ရင်တရောထိုးတာပဲဘိုးတိုင်းကျော်ကသပင်ညက်ခင်မောင်ရင်သချင်းသိကြိုက်တာသူကစိုးနေရင်ကျွန်တော်တို့လာညက်တဲ့သူကနေရောပဲအမေကကောင်းလေးဘိုးတိုင်းစီပတ်စံသွားညက်ပတ်စံလေးတမညက်ပြီးသွားသပင်ညက်ချီသူလည်းတစ်ဆိုင်ပဲရှိပတ်စံတမကျွန်တော်တို့ကဘောင်းမွေလေးလေဘိုးတိုင်းအမေကသပင်ညက်ခိုင်းလို့လာပေးတမနတဲ့တချမ်းထိုးထားပြီးထိုင်ခိုင်းထားနတဲ့တချမ်းထိုးထားတော့ထားပြန်လို့လည်းမရနောက်ကလေးတယောက်လာပတ်စံတမနဲ့ဘိုးတိုင်းအမေကဘေးတချမ်းထိုးထားထိုင်တချမ်းထိုးကရောက်20လောက်ရှိတယ်မညက်သေးဘူးမညက်သေးဘူးပထမဆုံးဘယ်မအေးကလာရန်တွေ့တယ်လဲအဲ့ကြောမှထားညက်ဦးလေးကျင်ကတရောနဲ့သူကအဆူနဲ့ခလေးတွေအများကြီးပဲရင်းတနွဲ့နွဲ့စင်းတလဲလေကံကြီးရဝဲမောင်မဲဆုံးကျင်းဖောင်းခဲ့ကြမျိုးလို့ထူရတယ်ခင်မောင်ရင်တချင်းတွေကုန်းဆူတာပဲအမေရလိုက်လာပြီဟဲ့ထမင်းစားချင်းကြောင်ကြော်နေပြီကိုတိုင်းရော်ဘယ်လိုလုပ်တာတော့ဟာနင်းသားပဲဟာလို့ဟုတ်ပါလား
အဲ့ဒီကြတော့မှနေရခေါင်ခေါင်ပူးနေပြီအဲ့ဒီကြတော့မှကျွန်တော်တို့ကသင်္ငုတ်တူပေါ်ထိုင်ရစုံလဲကလည်းထိုင်မရှိဘူးသင်္ငုတ်တူပေါ်ထိုင်ရတာလူလဲကလည်းထိုင်ပေါ့လူကလှည့်ပေးရခလေးက15ရက်လောက်ရှိသေးတယ်ကျွန်တော်ခေါင်းဟောလို့ကင်လိုက်ပြီးတော့အကုန်ထိုးချတာအကုန်ထိုးချပဲရှစ်တလက်မှနောက်ပြောင်ပဲကောင်းလေးရာဟုတောင်လှည့်ဟာခလေးရာဟုတောင်ပဲသိပါမလားမော့ကြည့်တော့ဒုံရာဟုတောင်တော့မသိဘူးလားဟာစပင်ညက်တန်တောင်ကျွန်တော်တို့အနိုင်ကျင့်ခံရတာကောင်းလေးစနေတောင်လှည့်ဟာစနေတောင်စနေတောင်မသိဘူးလားမင်းမိဘများမသိဘူးလားဆိုမေးပါခိုင်းရိုက်မိဘများလည်းသုံးမကြတဲ့ဘက်ကိုရောက်ထိုးထဲတယ်ပဲပြီးလဲပြီးရောအဲ့ဒီမှာတင်နှုံသားကြီးမှာပြန်တဲ့တင်နှုံသားကိုသေဘပြားကြီးဟာရလဲကြက်လှပြီဘိုးတိုင်ကြက်လှပြီဗျအာကြက်လို့သေးမင်းတို့ပေမှာဆိုလို့လောက်ထားတာပိဿကလည်းစစ်မြေပင်ကကောက်လာတဲ့အတိုင်းမှာသူ့အလူလူနဲ့ဒီကနေချစ်အဲ့ဒီနှစ်ချစ်တဲ့တဲ့ရက်နဲ့သူတွေဖြာကြအဲ့ဒီဟာကြတော့မှပေါင်နာမုံနဲ့သိပ်ပြီးကောင်းလေးမေးအိမ်ပြန်ဒီတိုင်းပြန်ပန်းတစ်ဖက်ညှက်ပြီးပြန်ကျွန်တော်တို့မှအဲ့လိုကျွန်တော်ရင်လားမဟုတ်ဘူးတကြီးတဲ့အဲ့လိုပဲလဲသမားလို့တရွာလုံးဒီကအရစ်နှစ်ရစ်နဲ့ကုန်းဆောင်သားတိုင်းဒုတက်ကြကြီးပဲဝင်းပြူနဲ့ဘောလုံးကံမဲ့ကုန်းဆောင်နဲ့ဘောလုံးကံလို့ဘောလုံးကွင်းနဲ့သူများရွာသွားကံလို့ရိုက်ခါပြီဆိုရင်ကုန်းဆောင်သားရိုက်กว่าဆိုရင်လက်သေးရှာတာပဲအရင်နှစ်ရက်ပါတဲ့ကောင်ရိုက်ဆိုမလွယ်ဘူးကုန်းဆောင်သားပဲကျွန်တော်တို့အဲ့လိုကြည့်ရပါတယ်ကျွန်တော်ဒီကုန်းလည်းချုပ်ပါမယ်ကျွန်တော်ပြီးခင်စုအလှဲ့ပါနော်ကျွန်တော်တို့ဟာဖြင့်ကျွန်တော်ငယ်ငယ်နဲ့အခုနဲ့မတူတော့ပါဘူးနော်ညအများကြီးလည်းပြောခြင်းဟောခြင်းပါတယ်အခုချေဦးညိုလည်းအားရပါရဟောပါလေဦးမယ်အခုကတော့ပြောင်းသွားပြီ third generation နဲ့ handset ကိုလက်မနဲ့နှိပ်ကြတယ်အတွက်ခဏလူငယ်တွေကိုလက်မမျိုးဆက်လို့ခေါ်နေကြပြီကလေးတွေကခဏအများကြီးတိုးတက်ပြောင်းလဲသွားပြီကျွန်တော်သမီးလေးကျွန်တော်ကိုပြန်သင်ပေး reverse mentoring လို့ခေါ်ပြောင်းပြန်သင်ရတယ်ပြောင်းပြန်သင်ကြသမီးစီကဒီ CD player video player ကိုသမီးရဲ့ဒီဇကာကြည့်ကြတယ်လို့ထောက်ပြရတော့မှသမီးကထည့်ပေးမှကျွန်တော်တို့ကြည့်တယ်ဘယ်ခလုံးမှကျွန်တော်တို့မသိတဲ့ဘဝတွေရောက်သွားပြီအများကြီးပြောင်းလဲသွားပြီကျွန်တော်ငယ်ငယ်ရတယ်မတူတော့ဘူးကျွန်တော်တို့နဲ့သမီးတို့နဲ့အများကြီးကွာဟသွားကြဟောတော့တပြားလေးဟောလို့ကိုင်ပါပါရဲ့ဟောဒီခလုတ်ကလေးရမုတ်ကနှိမ့်လိုက်အန်ဇောလေးထွက်လာလိမ့်မယ်အန်ဇောလေးရဲ့အသားလေးထက်ပြီးဟောဒီခလုတ်နှိမ့်တော့ပြန်ပိတ်သွားလိမ့်မယ်အိုးကြည့်တာပဲခလုတ်လက်သမီးရဲ့ဒီခလုတ်နှစ်တန်းကျောင်းသူကကျွန်တော်တန်50ကျော်သင်ရပြီ reverse mentoring သူတို့ electronic နဲ့ပိုက်ပြီးမွေးလာတဲ့အတွက် electronic ကိုသူတို့ကျွမ်းကျင်နေတယ်ကျွန်တော်တို့မသိတော့ဘူး the older you are the less you know အများတို့အသက်ကြီးလာလေသိတာနဲလာလေပဲဟုတ်တယ် electronic ပစ္စည်းတွေကနေ့စဉ်နဲ့အမျှအသစ်တွေထွက်လာတာကျွန်တော်မသိတော့ဘူးဟောသမီးကလို့ပိတ်ဟောလို့ထွက်လာလိမ့်မယ်နိုင်ငံရေးဥတီချက်၄ရက်ပပကြော်ပလိုက်ခလေးဆိုတော့တန်ဖိုးမသိတော့ကြော်သမီးကသင်သေးတာ3ခုကြော်ရတယ်ပပတဲ့အေးဒါလို့စမ်းမအောင်ငါသမီးရဲ့နိုင်ငံရေးဥတီချက်ကိုကြော်တဲ့သူနာပြုဆရာမကိုကြော်ရုပ်ကစိုးကိုလည်းကြော်ရတယ်အေးဟုတ်ပြီအသိမှတ်ထားရတယ်ဒါမဲ့သမီးလည်းပြောသမီးတိုးလုပ်ပါရာဇဝအိုးဒုံးနဲ့မထိုးလိုက်ပါနဲ့သမီးရဲ့ကျွန်တော်အမေဆိုတာတဲ့ခင်ထူးအမေပေါ့လူကြီးပြီတဲ့88နှစ်ရှိရှာပြီအိမ်မှာကျွန်တော်တို့ CD player နဲ့တရားနာခိုင်းပြီးတော့မြို့ထဲကိုကျွန်တော်တို့စွန့်ကြွေးတစ်ခုသွားကြတယ်တရားကတနားရီလောက်ကြာမယ်ဆိုတော့ကျွန်တော်တို့ကနိုင်ဝက်လောက်ကြာမယ်ပြန်လာကြမယ်ကားငှားပြီးသွားကြဒါပေမဲ့စွန့်ကြွေးမှာမိတ်ဆွေတွေနဲ့တွေ့တော့ကြာနေ့လယ်လောက်မှပြန်ရောက်တော့အမေကတရားနာတော့တပည့်ကြီးနဲ့ဟဲ့အမေတရားကနာတော့လားအမေရဲ့ဟာညီကိုတော့တရားမချလို့
ဟာဘယ်လိုဖြစ်လို့တော့မေရဲ့ဒီခလုံးလေးနှိမ့်လိုက်ရပ်သွားမှာဟုတ်လားငါထင်တော့တရားကတူးနေပါလေဆုံးသွားရင်အစပြန်လဲရင်ဆုံးသွားရင်အစပြန်လဲရင်မပိတ်တတ်တော့အမေကအစဆုံးနားထောင်ငါထင်တော့ဒီကိုတော့တရားလဲနေပြီနဲ့တူတယ်လို့မသိတော့ဘူးအခုနကျွန်တော်ပြောတဲ့ဥချေသမီးလုပ်တဲ့လူကချွေးမကဝီဒီယိုယုံထောင်းဥချေကတက်ကြည့်ပြီပစ္စနဲ့သွားပြီးကိုရင်ကြီးဝစ်ပြီးထွက်လာပြီအဖေအင်္ဂလိပ်ကပြမှာမဟုတ်ကတွေပါလို့ရှိရင်အဖေဟောဒီခလုတ်အမြန်ခလုတ်ဟောတာအဖေနှိပ်လိုက်ရင်မဟုတ်ကတွေမြန်ကြော်သွားလိမ့်မယ်ပြီးတော့မှဟောတာပြန်နှိပ်လိုက်သူကသူငကိုတိုင်းပြန်ပြလိမ့်မယ်ဘယ်ဟာတော့ဟာငါသမီးငါမလုပ်တတ်ပါဘူးဟာကျမလည်းနေလို့မရဘူးလေနေလို့မကောင်းဘူးအဖေရဲ့ချွေးမကထွက်သွားတယ်ဥချေကကြည့်နေရတာဒါကြီးကင်ရမုတ်ကြီးကင်မဟုတ်ကလာရောလာတော့ခလုတ်ဆန်းမသိတော့ဘာမှကြံရမရတော့အနာရေတနုပစိုးနဲ့ထအောင်တီဗီထအောင်ထားတော့လူငယ်တွေကအော်တာပေါ့ဟာဘိုးချေဘလို့တော့ခမရဖွင့်စမ်းပါအဲ့ဒါကြီးမမိုက်သေးပါဘူးနုံဟေးဟာနုံဟာဘာကြီးခမရအချောင်းကြည့်နေခမရကျွတ်တို့ကြပစိုးကြီးနဲ့နေအောင်မင်းတို့ကြည့်လို့မသိတော့လို့ပေါ့နေအောင်ခဏလေးဟာဖြစ်တဲ့ခက်ကအဲ့လိုဖြစ်သွားပြီနော်မသိတော့ဘူး electronic ကိုမသိတော့ဘူးကျွန်တော်လည်းမသိတော့ပါဘူးခလေးတွေဆရာတင်ရတဲ့ခက်ကိုရောက်ပါပြီဟုတ်ပါပြီသို့တော်လည်းပဲကျွန်တော်တို့ဟာဘာပဲစောက်ဘာပဲစ instant coffee လေးတစ်ခွက်တောက်ချင်တော့လည်းဖောက်ပြီးကျင်းလွင်းနဲ့တောက်လိုက်ယူမှာပဲ instant culture အသက်ယဉ်ကျေးမှုဖြစ်လာပါပြီနှုံးမုံလေးရဲ့ coffee မုံလေးရဲ့တရားကလေးရဲ့၃မျိုးပေါင်းထား3 in 1 coffee လေးမနေ့ကကျွန်တော်တောက်လို့ရပြီမသိခင်တော့3ခွက်တစ်ခွက်တင်ကြိုတောက်နော်ကျွန်တော်ငယ်တော့ကတော့ဓာန်အိုးတဲ့အမေက coffee မုံထက်ရင်းနှွေးထက်နှုတ်စီထက်တော့ချိုးတော့အဖေကချိုးတာမကြိုက်ဘူးဆိုတော့ရင်းနှွေးထက်တော့ပေါ့သွားတော့ coffee မုံထက်တဲ့နဲ့ဓာန်အိုးလေစလုံးလောက်ရောက်လာအဖေကိုတစ်ခွက်လောက်ပေးပြီး19ခွက်လောက်ကိုအင်းချင်းဝေရနော်အခုတော့ ready made အကုန်လုံး instant ဓာန်ပေါက်စားခြင်းလည်း instant ခောက်ဆွဲစားခြင်းတော့လည်း instant အကုန် instant ဖြစ်လာတဲ့အခါမှာကျွန်တော်တို့သားသမီးတွေကျွန်တော်ဒီကုန်းချုပ်ပါမှာအသင့်ယဉ်ကျေးမှုတွေမှာကြည်ရင်နဲ့အကုန်လုံးအသင့်ရတော့ ready solution အသင့်အဖြေကလည်းရှိတယ်ကနန်းတွက်ဆက်ကိုနှိပ်လိုက်တာနဲ့အဖြေကျလာတယ်ကွန်ပျူတာကခလုတ်ကိုနှိပ်လိုက်တာနဲ့ raw ဆိုကျလာတယ်အင်တာနက်ကလည်းအဖြေတွေရနေပြီမင်းတို့တွေးမလားသေမလားဆိုရင်ဟာကျွန်တော်တို့သေပါမယ်ခင်ဗျမတွေးကြတော့ဘူးခေတ်ကဖြစ်နေပါတယ်စသဖြင့်ကျွန်တော်တို့လူငယ်တွေဟာခဏအဲ့ဒါလိုခေတ်ကိုအစ်စ်သောယဉ်ကျေးမှုတွေတကားလာခောက်တဲ့ခေတ်နဲ့ကြုံနေရတဲ့အခါမှာကျွန်တော်တို့ကအမျိုးသားဇာတိဥပဒေလက္ခဏာလို့ပြောနေခြင်းသည်နောက်များကြမလားဒါကြောင့်မိရင်ဖရင်များနဲ့တကွဒုတိယမိခင်ဖခင်များဖြစ်သောဆရာဆရာမများအပါဝင်တန်ဃာတော်ရှင်သူများမြို့မိမြို့ဖများကလေးတွေရဲ့အနာဂတ်ကိုချစ်မြတ်နိုးကြသောတောင်ငူသူတောင်ငူသားများကကလေးတွေစာကြည့်တိုက်ကိုရောက်အောင်အမျိုးဘာသာသာသနာကိုချစ်တတ်အောင်တိုင်းပြည်နဲ့လူမျိုးကိုချစ်တတ်အောင်ကျွန်တော်တို့ရဲ့စာပေကျွန်တော်တို့ရဲ့ဂီတကဗျာအနုပညာသည်အစင်တန်းမြင့်နေဆိုတဲ့စိတ်မျိုးရင်ထဲရောက်အောင်အားလုံးကဝမ်းကြဝန်းကြကြိုးပမ်းကြမှကျွန်တော်တို့ကလေးတွေဟာမြမဇာတိဥပဒေလက္ခဏာဖြစ်သော national identity ကိုဆက်လက်ရရှိမှာဖြစ်ပါတယ်ဒီတာဝန်ကျွန်တော်တို့မှာလည်းရှိပါတယ်ဒါကြောင့်ကျွန်တော်တို့သားသမီးများနှလုံးသားနူးညံ့အောင်နှလုံးသားလိမ္မာအောင်ကျွန်တော်တို့အားလုံးကဝမ်းကြဝန်းကြပါစို့စန္ဒပြုနေကုန်းချုပ်ပါတယ်